ပြင်ပလူနာပြန်လည်ထူထောင်ရေးခံယူသူများအတွက်အချက်လက်ခန့်တက်ပြုဆေးရုံပြန်လည်ထူထောင်ရေးဌာနကျွန်ုပ်တို့သည်ပြင်ပလူနာပြန်လည်ထူထောင်ရေးအတွက်ယနေ့ချင်းဆိုမှုများကိုသာလက်ခံပါသည်ဗီဒီယိုကိုကြည့်ရှုပြီးနောက်ဆေးဘက်ဆိုင်ရာမေးခွန်းလွှာကိုဖြည့်စွက်ပါပြန်လည်ထူထောင်ရေးအချိန်တနင်္လာနေ့မှစနေနေ့ကို03မှ18:30အထိတနင်္ဂနွေနေ့အစိုးရရုံးပိတ်ရက်များတွင်ပိတ်သည်ပယ်ဖျက်မှုများနှင့်ကြိုတင်မှာယူသည့်ရက်စွဲနှင့်အချိန်များအတွက်အပြောင်းအလဲများသင်၏ကြိုတင်စာရင်းသွင်းမှုကိုပယ်ဖျက်ရန်သို့မဟုတ်ပြောင်းလဲရန်လိုအပ်ပါကကျေးဇူးပြု၍နေ့လယ်30နာရီမတိုင်မီကျွန်ုပ်တို့ထံဆက်သွယ်ပါရှောင်လွှဲ၍မရသောအကြောင်းပြချက်များဖြင့်နေ့ရက်တွင်ပယ်ဖျက်ရန်လိုအပ်ပါကနနက်8နာရီနောက်ဆုံးထားပြီးကျွန်ုပ်တို့ထံဆက်သွယ်ပါပြန်လည်ထူထောင်ရေးအခန်းသို့ဆက်သွယ်ရန်ခန့်တက်ပြုဆေးရုံ၏ပင်မနံဘက်ကိုခေါ်ဆိုပါအထွေထွေအိတ်ခံပွဲနှင့်ချိတ်ဆက်ပေးပါမည်ချိတ်ဆက်ပြီးသည့်နှင့်ပြင်ပလူနာပြန်လည်ထူထောင်ရေးဌာနကိုစကားပြောခိုင်းပါဖုန်းနံပါတ်ကတော့399831 9910ဖြစ်ပါတယ်တင်ဤခန့်တက်ပြုဆေးရုံလူနာကတ်တွင်ဖုန်းနံပါတ်ကိုလည်းရေးထားသည်သင်ဆရာဝန်ကိုပုံမှန်ပြသပါပြန်လည်ထူထောင်ရေးတစ်ပတ်လျင်တစ်ကြိမ်ပြုလုပ်ပါကနှစ်ပတ်တစ်ကြိမ်ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်ပြန်လည်ထူထောင်ရေးကိုတစ်ပတ်လျင်နှစ်ကြိမ်ထက်ပိုလုပ်ပါကအပတ်တိုင်းဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်အကယ်၍တင့်တွင်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန်သို့မဟုတ်ကုသမှုခံယူလိုပါကသို့မဟုတ်ဆေးဝါးအတွက်ဆေးညွှန်းကိုရယူလိုပါကအထွေထွေအိတ်ခံကောင်တာကိုအကြောင်းကြားပါအထူးတောင်းဆိုမှုမပြုလုပ်ပါကတင့်ဆရာဝန်သည်တင့်အားအလွန်တိုတောင်းသောစစ်ဆေးမှုကိုသာပေးပါလိမ့်မည်ပြန်လည်ထူထောင်ရေးခံယူရန်နောက်ဆုံးရက်ရှိပါသည်ပြန်လည်ထူထောင်ရေးခံယူရန်နောက်ဆုံးရက်ရှိပါသည်ကျေးဇူးပြု၍ပြန်လည်ထူထောင်ရေးဝန်ထမ်းများနှင့်စစ်ဆေးပါပြင်ပလူနာပြန်လည်ထူထောင်ရေးအတွက်ဘယ်လိုစစ်ဆေးရမလဲကျေးဇူးပြု၍အထွေထွေအိတ်ခံကောင်တာတွင်စစ်ဆေးပြီးပြန်လည်ထူထောင်ရေးခန်းသို့လာပါအိတ်ကြိုကောင်တာကမနက်ပိုင်းအလုပ်ရှုပ်နေတာမို့ကိုအချိန်များပေးပါအကယ်၍သင်သည်စနေနေ့နေ့လယ်ခင်းတွင်ပြန်လည်ထူထောင်ရေးခံယူနေပါကစနေနေ့နေ့လယ်ခင်းတွင်မှာအိတ်ခံပွဲမရှိပါဘူးပြန်လည်ထူထောင်ရေးခန်းကိုတိုက်ရိုက်လာပါမည်သည့်မေးခွန်းများနှင့်ပတ်သက်၍တင့်တွင်မေးခွန်းများသို့မဟုတ်စိုးရိမ်ပူပန်မှုများရှိပါကသင်၏ပထမဆုံးပြန်လည်ထူထောင်ရေးကဏ္ဍအတွက်သင်လာရောက်သည့်အခါတာဝန်ခံဝန်ထမ်းကိုမေးမြန်းပါဗီဒီယိုပြီးသွားပါပြီမေးခွန်းလွှာကိုဖြည့်ပြီးခဏစောင့်ပါ